စီယုံပြန်လေးပြုပြင်မုံမှန်ဖွင့်လှစ်မှုကြီးလေးဟာရှင်းလင်းတင်ပြခြင်းအစီအစဉ်လေးပြည်မနာမြို့ကန်းကစီယုံအုပ်ကြီးဒေါက်တာတမင်ကျော်ပင်တရားမီးရင်ရှင်ကစီယုံပြန်လေးဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့မှုပြီးရှင်းလုံငန်းစဉ်များရှင်းလင်းတင်ပြခြင်းအစီအစဉ်ကအလူရှင်များကိုစားအလူရှင်တော်မြတ်ဝေတွေဥတာရဒေါ်ဆိုင်ဤစိတ်ရွှေရနာရောင်းဝယ်ရေးကစေယုံပြန်လေးပြုပြင်မွမ်းမံကျင်းစင်နိုင်ရေးအတွက်ပေါင်းဝင်လူတွေရခြင်းနှင့်ဆက်လေး၍ပီတိ3မိနစ်စကားပြောကြားခြင်းအစီအစဉ်ကြောင့်တန်ခါဝိသစ္စဌာနဝိဟာရတန်ခါစေယုံအားဖေးကျူဖြက်ဖွင့်လှစ်ခြင်းအစီအစဉ်ခုနှစ်တန်ခါဝိသစ္စဌာနဝိဟာရတန်ခါစေယုံပြန်လေးပြုပြင်မွမ်းမံဖွင့်လှစ်ခြင်းကပီးမော်ကွန်အားနန္တာယေများပတ်ဖြန်းခြင်းဖြင့်ဗုဒ္ဓသာသနာစိရန်တိတ်ထထု3ကြိမ်ရွတ်ဆိုပူဇော်၍အခမ်းအနားအာရုံသိမ်းခြင်းအစီအစဉ်ရှိကြွားရောက်လာကြသောဧည့်သည်တော်ကြီးများနှင့်အလူရှင်များစုပေါင်းမတန်းတင်တပ်ပုံရိုက်ခြင်းအစီအစဉ်ကိုနေ့လည်စာဖြင့်ကျေခင်းအခမ်းခြင်းလို့ဖြစ်ပါလေရှင်အခမ်းအနားစီစဉ်များကိုဖတ်ကြားပြီးဖြစ်ပါ၍အစီအစဉ်တိအရာနမောတက3ကြိမ်ရွတ်ဆို၍အခမ်းအနားဖွင့်ပေးနိုင်ပါရဲ့လေးစားစွာဖြင့်ပန်ကြားတင်ပြအပ်ပါရရှင်